The Mask Singer မြန်မာ Season 3 ကတော့ Champion Cassette Roster ရဲ့သရုပ်မှန်ကိုလှစ်ဟာဖော်ထုတ်ခဲ့တဲ့အခိုက်အတန့်အောင်မြင်မှုအထိမ်းအမှန်တကူတော်ဖျော်ဖြေတင်ဆက်မှုတို့နဲ့အတူအောင်မြင်စွာပြီးဆုံးခဲ့ပါပြီတန်တာရာတီဆိုစေတေတော်တပိုင်းတစားရင်ခုန်ခြင်းဝေဆုံးလာမေမချတော့ပြီလေဒီမိုနာလီဇာလို့ပြောင်းပြန်တဲ့လူကိုချွေချထားပြခဲ့တဲ့မင်းလေးကိုမမီလို့ငါကိုလူချပြီးတော့လေဝေဆုံးတဲ့ထွက်ရွှေရောင်လည်းမပြောနေတဲ့ဆိုချုပ်သွားနိုင်တယ်ဂျူရီခွေရငါတဲ့ခွေဒီတမူထူးကြတဲ့ Season 3 ဟာရခင် Season များနဲ့မတူတဲ့ဖန်တီးမှုပုံစံအသစ်အရေးသွင်းမြင့်ဖျော်ဖြေတင်ဆက်မှုထင်မှတ်မထားလောက်အောင်နီးပရိရဲ့ကျွယ်ဝစွာနဲ့သရုပ်မှန်ကိုဖုံးကွယ်ထားနိုင်တဲ့နယ်ပယ်အသီးသီးကမျက်နှာဖုံးရှင်တွေနဲ့ဝါရင်တပါရင်ဆယ်လီစုံတော့တွေကြားကအားပြိုင်မှုတွေကြောင့်အပတ်စဉ်တိုင်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုနဲ့စူးစမ်းလိုစိတ်ကိုအမြင့်ဆုံးတည်ဆွဲဆောင်နိုင်ခဲ့ပါတယ်The Mask Singer မြန်မာ Season 3 ရဲ့ကဏ္ဍအသီးသီးမှာပါဝင်ခဲ့ကြသူအားလုံးကတင်းဝတ်စိတ်တဲ့အပြည့်နဲ့စေရောကိုပါနှိမ့်မြုပ်ကြိုးစားခဲ့တာကြောင့်ပြည်ရင်းပြည်ပကပရိသတ်တွေရဲ့တခဲနဲ့အားပေးဝေးရံမှုကိုရရှိခဲ့ပြီးအောင်မြင်မှုမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်။အားပေးချစ်ခင်ခဲ့ကြတဲ့ချစ်ပရိသတ်တဦးချင်းစီကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့် Season 4 မှာဘယ်လိုမျိုးမျက်နှာဖုံးရှင်အစ်စ်တွေဘလို့အံ့အားသင့်ဖွယ်ဖျော်ဖြေတင်ဆက်မှုတွေနဲ့ပရိသတ်ရှေ့မှာကိုပြန်လည်ရောက်ရှိလာမလဲဆိုတာကိုဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ရင်း The Mask Singer မြန်မာ Season 3 ကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ။နောက်လာမယ့်ရင်ခုန်စရာ Season 4 မှာပြန်လည်ဆုံတွေ့ကြရအောင်လားခင်ဗျာ။